နှုတ်ဆက်လိုက်ပါခင်ဗျာဒီမှာဂျပန်ဒီချက်ပါမှာပါတယ်ဂျပန်ဒီချက်ပါဖို့အတွက်ဂျပန်အခုလိုမျိုးတုံးလေးလိလိုက်မယ်အရေးကုန်ရှုပ်ပြီးသွားပြီတုံးလေးတုံပြီးသွားပြီဆိုရင်တော့ဘယ်နဲ့အကျယ်ဖြူစီစားတကြားငီကိုကောင်းတယ်စီမွေးလေးပေါက်ပြီးတော့ရတာလေးကိုနှက်ထားလိုက်မယ်ခင်ဗျာကဲပြီးတော့ဘန်ဒီကိုခွန်ရှုပ်မယ်ဘန်ဒီကိုခွန်ရှုပ်ပြီးသွားပြီဆိုရင်တော့စီကိုထုတ်စီထုတ်ပြီးသွားပြီဆိုရင်တော့တုံးလေးတုံပြီးသွားပြီဆိုတော့ဘက်ကန်လေးနဲ့ဘေးမှာပဲခုနလိုမျိုးလေးပိတ်ထားလိုက်မယ်ကဲပြီးသွားပြီဆိုရင်တော့ကျတော့မိတ်ကိုဂျူလီယန်အမြင်လေးလိမယ်တိုင်းလီအောင်လီဒါလီပြီးသွားပြီဆိုရင်တော့ခြေထဲမှာခဏစိမ့်ထားလိုက်စိမ့်ထားပြီးသွားပြီဆိုရင်တော့ကျတော့ဂျင်းပြလိုက်မယ်ဂျင်းပြပြီးသွားပြီဆိုရင်တော့ကျတော့ကိုခုလိုမျိုးခွန်ရှုပ်ပြီးတော့တိုင်းဆင်းကဲဆင်းသွားပြီဆိုရင်တော့ဂျင်းကိုခွန်ရှုပ်ပြီးသွားပြီဆိုရင်တော့အပြားလေးလိမယ်ပြားလေးလိပြီးသွားပြီဆိုတော့ဂျူလီယန်အမြင်လေးပြန်လိုက်မယ်လိထားမယ်လိပြီးတော့ပြီဆိုရင်တော့ကျက်သားရဲ့ဘိန်းနာမှာခုလိုမျိုးကြည့်ထားရမယ်တိန်တိုင်းမြူဆောင်ဆိုတော့မီယိုဖွင့်တဲ့ဟိုတင်ပြီးတော့ဆိုတော့စီကိုထက်စီပူလာပြီဆိုရင်တော့ကျက်တော်နီစင်တာရဲ့ချင်းကိုထည့်ပြီးစီတက်ပြီးတော့ဒီနယ်လေးနူလာပြီဆိုရင်ကျက်သားကိုထည့်မယ်ကျက်သားကိုထည့်စီတက်ကဲဟိုမွေးပြီးတော့ပြီဆိုရင်တော့ရတာတယ်လေတကြားဘယ်လိုလဲဂျဲ QC စားနေငီကိုကောင်းလေးထည့်ပြီးတော့မွေးလိုက်မယ်ခင်ဗျာကဲပြီးတော့ပြီဆိုရင်တော့ရေထည့်မယ်ရေထည့်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ပန်းကြီးကိုတစ်ခါလေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးခဏထားခဲ့လိုက်မယ်ကဲကျွန်တော်တို့အလှကြိုက်တယ်များအလှကြိုက်တဲ့အတွက်ပန်းကြီးအလှထိုးမယ်ပန်းကြီးကိုရှာဒီရဲ့စိတ်လီစိတ်တီးတိုင်းစိတ်တီးရတော့ပဲစိတ်ကနည်းနည်းများတယ်နည်းစားမယ်ကွာရမင်းနည်းစားငါနည်းစားပန်းကြီးကိုဘေးကနေထိုးလဲကနေထိုးပြီးတော့ဆိုတော့မြောင်းလေးထိုးပြီးတော့ဆိုတော့အခုလိုမျိုးပန်းကြီးအလှလေးရပါပြီခင်ဗျာကဲအခုစတော့ပန်းတီးရလဲရေလေးခံပြီးတော့ကျက်နေပါပြီကျက်တယ်ကော်ဆွဲမယ်ငွေကောင်းလေးနဲပေါက်မယ်နဲပေါက်ပြီးတော့စီမွေးလေးပါနဲထည့်လိုက်မယ်ခင်ဗျာပြီးရင်တော့ရတာမီးမယ်ရတာဘယ်လိုနေလဲရတာကโอเคသားကြီးရန်ကောင်းတယ်ပြီးတော့ကျွန်တော်တို့သမင်းလေးကိုခုလိုမျိုးဘိုးလေးနဲ့ရိုက်လိုက်ပြီးတော့ဆိုရင်တော့ပန်းလေးကိုဘေးတစ်ချက်ထည့်မယ်ထည့်ပြီးတော့ပြီဆိုရင်တော့ကျက်သွမိတ်လေးကိုဖြူမယ်ဖြူပြီးတော့ပြီဆိုရင်တော့ကျွန်တော်အလှထိုးလာတယ်ပန်းလေးလေးကိုဘေးကတစ်ဖက်တစ်ချက်ထည့်ပေးလိုက်မယ်ခင်ဗျာထည့်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဘလောက်ကောင်းကြောင်းကိုစားပြတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒီဗီဒီယိုလေးတွေကနေပြီးတော့စိတ်ကျဉ်းမှုရကြမယ်လို့ပြောလင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ပါမယ်ကျွန်တော်ကားလိုက်ပါကြည့်ပေးကြတဲ့တယောက်စီရိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ